အားလုံးပဲမင်္ဂလာပါခုဇမက grade 12 integration ပုဒ်စာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီပုဒ်စာမှာဆိုရင်cosecant a ရဲ့ ln ရဲ့ပေးထားတာပြောမယ်ဆိုရင် trigo ရဲ့ log တန်းမီရဲ့နော်ဒီလိုဆိုရင်ကျောင်းသားတွေကပေါ့နော်အဲ integration ဘိုင်ပါကိုသုံးမယ်ဆိုပြီးတော့တွက်တဲ့သူတွေရှိတယ်ပေါ့နော်တကယ်တမ်းကျတော့ဒီဟာလေးက substitution method ကိုသုံးပြီးတွက်မှာပေါ့အဲ့ဆိုရင်ဆရာမက substitution method ကိုသုံးတွက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့u ကိုဘာထားမလဲဆိုတာကြည့်အောင်နော် let u is equal to ln tangent h by 2ဆိုပြီးတော့ထားမှာပိုင်းခြေကိုယူထားမှာပြောမယ်ဆိုရင်နော်အဲ့ဆိုရင်သူ့ကို differentiate လုပ်မယ် du is equal to ဒီကောင်ကိုပြောင်းပြန်လှန်လိုက်မယ်1 by tangent h by 2 into ဒါလေးက ln ကိုရှိတ်လိုက်တာနော်ပြီးရင်ခု tangent ကိုရှိတ်မယ် tangent ကို differentiate လုပ်တာက secant square h by 2နော်ပြီးရင် h by 2 h ကို differentiate လုပ်ရင်1 by 2ပြီးမှဒီနောက်မှာ dh လို့ရေးလိုက်နော်ပြီးရင်ကျွန်တော်တို့ tangent ဆိုတာက sin ကိုဒီ cos နဲ့စားတာအဲ့ဒါလေးကိုပြောင်းပြန်လှန်လိုက်ရင် cos ကပိုင်းဝေရောက်သွားမယ်နော် cos h by 2ပေါ့ပိုင်းခြေကတော့ sin h by 2 secant ဆိုတာကပြောင်းပြန်လှန်လိုက်ရင် cos ရဲ့ပြောင်းပြန်ဒါကြောင့်1 by cos square h by 2ပေါ့ into 1 by 2 dh ဒီလိုလေးရမယ်ပေါ့နော် equal to အဲ့ဒီမှာဒီ cos တစ်ထက်နဲ့ဒီတစ်ထက်နဲ့ကြေတော့ပိုင်းခြေကတစ်ထက်ပဲကျန်နေပေါ့နော်အဲ့ဒါလေးကဘယ် formula ကိုသုံးမလဲဆိုရင် sin 2 theta is equal to 2 sin theta cos theta ပုံသင်နည်းကိုသုံးပါဒီပိုင်းခြေလေးကနော်ပိုင်းခြေလေးကျန်တာကိုခုဆမကစုရေးလိုက်မယ်ပိုင်းဝေကတော့1ပဲကျန်တယ်နော်အဲ့လိုဆိုတော့1 by ဒီ2လေးကိုကျွန်မရှေ့ယူထားလိုက်မယ်2 sin h by 2 cos h by 2 dh ဟောဒီပိုင်းခြေလေးကဒါလေးနဲ့တူတယ်ဒီသီတာနေရာမှာ h by 2တွေဝင်ပါပဲသီတာနေရာမှာ h by 2တွေဝင်သွားပြီပေါ့နော်2 sin h by 2 cos h by 2ဒီသီတာနေရာမှာ h by 2ထည့်ရင်2နဲ့2နဲ့ကြည့်ရင်ကျမတို့က sin 8ပဲရမယ်ပေါ့နော်ဒါကြောင့်ကျမက1 by ဒီဟာကြီးကို sin 8ဆိုပြီးတော့ရေးလိုက်မယ် sin 8 dh ပေါ့ဒီဘက်ကတော့ du ပဲ sin ဆိုတာကကိုစိကန့်ရေပြောင်းမြန်လीနော်ဒါကြောင့် du is equal to cosecant 8 dh ဆိုပြီးရသွားမယ်နော်အဲဒါကြောင့်မို့ဒီပု္ပ္ပစာကို substitution method နဲ့သုံးတွက်မယ်လို့ပြောတာနော်အဲဆိုရင်ဒါလေးရည်နော်ဒီဘက်မှာကျမတို့ကစားသွင်းပြီသူ့ရဲ့မေးခွန်းက integral cosecant h by ln tangent h by 2 dh ပေါ့နော်အဲ့လိုဆိုတော့ဒီမှာ cosecant 8 dh ဒီမှာ cosecant 8 dh နေရာမှာဆံမ du စားသွင်းလိုက်မယ်နော်အဲ့ဒီနေရာမှာ du ထည့်လိုက်မယ်ဒီပိုင်းခြေကြီးဆိုတာ u လို့ဒီမှာထားတာနော် u လို့ထားတာဆိုတော့ဆံမက1 by u ပေါ့1 by u ကို integrate လုပ်ရင် ln modulus of u plus c လေးမမေ့နဲ့ integrate လုပ်ရင် u နေရာမှာပြန်အစားထိုး ln modulus of ln tangent h by 2 plus c ဒါသူ့ရဲ့အဖြေပဲနော်